ဒီနေ့ကတော့ကျွန်တော် EBS ဆောင်းဝဲကိုစတလုံးမှမကြက်ပဲတွားဖြစ်နေရတာဖြစ်ပါတယ်။ဘာဖြစ်လို့ EBS ဆောင်းဝဲကိုစတလုံးမှမကြက်ပဲတွားဖြစ်ရလဲဆိုတော့ကျွန်တော်အခုလိုမျိုး freelance filmmaking နဲ့စမလုပ်ခင်ရှေ့မှာတော့ကကျွန်တော် full time job တစ်ခုနဲ့ကျွန်တော်အလုပ်လုပ်နေခဲ့တာပါ။ full time job ဆိုတော့ income ကလည်းနဲ့လုပ်ချင်တဲ့ຢာတွေကလည်းများတာကြောင့်ဒီလမ်းကိုရွေးပြခဲ့တာဖြစ်ပါတယ်။ကျွန်တော်အဲ့တော့ကတော့တကယ်သွားမယ်ဆိုပြီးတော့အချိန်လေးကုန်ခံလူလေးပင်ပန်းခံပြီးတော့စာတွေလေးတေချာလေးလုပ်ပြီးတော့ပြင်ဆင်ထားခဲ့တာပါဒါပေမဲ့ full time job ကနေထွက်ပြီး freelance filmmaking စလုပ်ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဝါသနာပါတဲ့ဒီလမ်းကြောင်းကိုပဲဆက်ချောက်ဖို့ရွေးချယ်ဖြစ်ခဲ့ပါတယ်ဒီစာမေးပွဲကိုကျွန်တော်လာဖြစ်တဲ့အကြောင်းရင်းကလည်းကျွန်တော်လေ့လာထားခဲ့တဲ့ຢာတွေကဘယ်လောက်တောင်ခီးရောက်ခဲ့လဲဆိုတာကိုစမ်းသပ်ဖို့အတွက်အတွေ့အကြုံတစ်ခုအနေနဲ့လာဖြစ်ခဲ့တာဖြစ်ပါတယ်exam result ကလည်းချက်ချင်းသိခဲ့ရပါတယ်ကျွန်တော်ကအပုတ်40ဖြေရတဲ့အထက်မှာကျွန်တော်ရဲ့ရမှတ်က35မှတ်ပါအဲ့တော့အဖြေကကျွန်တော်မပြောလေသိမှာပါသူ့ရဲ့ဖြတ်မှတ်ကပထမ3မှာ68မှတ်နဲ့ဖြတ်သွားတာပါအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်